ဟုတ်ပြီထိုသူကိုလက်ခံလည်းမြောက်သောသူတည်းဟုသောကိုတော်ကိုယုံကြည်သောသူတို့ဟာဖျားသခင်၏သားဖြစ်ရသောအခွင့်ကိုလူမျိုးနှင့်ဆက်ဆံ၍ဖွာသောသားမဟုတ်မေထုံသားသားအဖြစ်ဖွာသောသားမဟုတ်ဖွာသောသားမဟုတ်ဖျားသခင်ဖျားသခင်ရဲ့သားတော်ကိုယုံကြည်ခြင်းကနေဖြစ်လာစေတဲ့အရာကဘာလဲဆိုရင်ဖျားသခင်ရဲ့သားဖြစ်ရတဲ့အခွင့်ပေးတယ်လို့ပြောပါတယ်နော်ဒီကနေ့သားတော်ကိုယုံကြည်ခြင်းသည်ကျွန်တော်တို့ခရစ်ယာန်ဖြစ်သွားတာမဟုတ်ဘူးသားတော်ယုံခြင်းသည်ခရစ်ယာန်ဘာသာဝင်တယောက်ဖြစ်သွားတာမဟုတ်ဘူးသားတော်ကိုယုံကြည်ခြင်းသည်ဖယားသားဖြစ်သွားတာဖြစ်တယ်နော်အဲ့တော့သူကဲ့သို့ကျွန်တော်တို့ကိုဖြစ်စေတာဖြစ်တယ်အဲ့ဒီဖြစ်ပွားခြင်းဆိုတာအရေးကြီးတဲ့စကားဖြစ်တယ်လို့ကျွန်တော်ဒါလေးပြောချင်ပါတယ်ဒါပေမဲ့ဒီကနေ့အထိကျွန်တော်တို့ရဲ့အသက်တာရဲ့ဆွဲလန်းမှုတွေဘယ်မှာရှိနေတော့မယ်လဲဆိုရင်လူမျိုးနဲ့ဆက်ဆိုင်၍ဖွာသောသားသမီးအဖြစ်နဲ့ပဲကျွန်တော်တို့စဉ်းစားနေတော့မယ်နော်နောက်တစ်ခုကမေထုံတန်ဝါသားအဖြစ်ဖွာသောသားသမီးလို့ပြောတဲ့အတွက်ကျွန်တော်မှာအဖေရှိတယ်အမေရှိတယ်အခုတည်းအထိကိုအဖေကိုအမေဆိုတော့ကိုပဲကျွန်တော်တို့ဆွဲလန်းနေတော့မယ်နော်အဖေကဘယ်လိုအမေကဘယ်လိုအယမ်းကုန်ယူတယ်မှားတယ်လို့ကျွန်တော်မပြောဘူးနော်မှားတယ်လို့ကျွန်တော်မပြောဘူးပြီးတော့အဲ့ဒီအဖေနဲ့အဲ့ဒီအမေကမွေးလာတဲ့ငါကဘယ်လိုဆိုတဲ့အရာပေါ်မှာကျွန်တော်တို့အခုတည်းထိရက်တည်နေတော့မယ်ရှိသေးတယ်နော်ဒါပေမဲ့တကယ်တမ်းကြားတဲ့လူမဟုတ်ဘူးနော်ဖခင်သခင်သားဖြစ်သွားတဲ့အခါပြောင်းသွားတယ်နော်ပြောင်းသွားတယ်ကျွန်တော်ဒါလေးကိုအဓိကပြောချင်တာပါဒါကြောင့်ယေရှုခရစ်တော်လောကကိုကြွလာတာကျွန်တော်တို့ခရစ်ယာန်ဘာသာဝင်ဖြစ်ဖို့မဟုတ်ဘူးတကယ်အကောင်းတဲ့ဖခင်တကယ်မှန်တဲ့ဖခင်တကယ်အသက်ရှင်တဲ့ဖခင်ဆိုတဲ့ဟာကိုသိသွားရုံလောက်မဟုတ်ဘဲနဲ့ကျွန်တော်တို့ကိုယ်တိုင်ကဖခင်သခင်ရဲ့သားဖြစ်သွားစေဖို့ပါအဲ့ဒီအတွက်ဖြစ်တယ်လို့အဓိကကျွန်တော်ပြောချင်ပါတယ်အင်္ဂလိပ်လိုပြန်ဖတ်ရအောင် but as many of God were begotten နော်ဖျားသခင်ဖြစ်ပွားစေတော်သူဒါပေမဲ့အံ့ဩစရာကောင်းတာအဲ့ဒါကဖျားသခင်ရဲ့ဝိညာဉ်မျက်စိဖွင့်ပေးခြင်းမရှိရင်မမြင်နိုင်တဲ့အရာဖြစ်တယ်လို့ဒါလေးကိုကျွန်တော်ပြောချင်ပါတယ်ဟုတ်ပါပြီနောက်ဆုံးပိုင်းလေးကိုသွားမယ်ငါသည်ခရစ်တော်နဲ့လက်ဝါးကပ်တိုင်မှာသိခံသို့တော်လည်းအသက်ရှင်သည်ထို့သို့ဆိုသောငါသည်ကိုယ်တိုင်မရှိခရစ်တော်သည်ယခုငါရှင်သောအသက်သည်ဘုရားသခင်၏သားတော်ကိုသားတော်သည်ငါကိုချစ်၍ငါအဖို့နော်အရင်တော့ယေရှုခရစ်တော်ကကျွန်တော်တို့ကြောင့်တည်သွားတယ်ဒီလောက်ကျွန်တော်တို့နားလည်တယ်He died for me ဒါပေမဲ့နဲ့တမန်တရားကိုသိလာတဲ့အခါကျတော့ not only he died for me I also died with him ခုနပြောတဲ့ယုံကြည်သူဟာမသေးတော့ဘူးဆိုတာဘာကြောင့်လဲဆိုကြပါစို့ဥပမာကျွန်တော်ကလူအယောက်100ကိုတတ်တယ်ဆိုတော့အခုတဏ္ဍသမားတွေခေတ်စားနေလို့နော်ကျွန်တော်တရားမဟောဘဲနဲ့စင်မောနဲ့တနတ်ကြီးထုတ်ပြီးအားလုံးကိုပြစ်လိုက်တယ်ဆိုရင်လူတယောက်အယောက်100ကိုတတ်တယ်ဆိုရင်ကျွန်တော်ကိုဖမ်းမိရင်ဘာလုပ်မလဲနော်ဘယ်သူမှလက်ဖက်ရည်မတိုက်ဘူးဘယ်သူမှအိမ်ခေါ်ပြီးထမင်းမကျွေးတော့ဘူးကျွန်တော်ကိုဖမ်းမိရင်ဘယ်တံပေးမလဲဟုတ်ပြီမေးပြရစီသေတံဘယ်နှခါပေးမလဲအခါ100ဟုတ်တာဗောပေးတဲ့နဲ့နော်ဆိုတော့ကျွန်တော်ကိုခေါ်ပြီးတော့တခါတည်းဟောဟေးဒီမှာဒါဥစိန်တန်းကိုတတ်တဲ့အတွက်ကြောင့်ဒုံစနတ်နဲ့ပြစ်လိုက်နော်ဒါဥပိုးကိစ္စအတွက်ဆို level ကိုဖြတ်လိုက်နော်ဒါကတော့ဥဒေဝိအတွက်ဆိုပြီးလှန်နဲ့ထိုးလိုက်အဲ့ဒီလိုတတ်လို့ရသလားဘယ်နှခါပဲတတ်လို့ရလဲတစ်ခါပဲတတ်လို့ရတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့တယောက်စီကဖယားသခင်ရဲ့တရားစီရင်ခြင်းထဲမှာယေရှုနဲ့တူကျွန်တော်တို့ပါပြီးသွားပြီကျွန်တော်တို့သေပြီးသွားပြီကျွန်တော်တို့ကိုစီရင်ပြီးပြီလို့ကျွန်တော်တို့သဘောပေါက်ရင်ကျွန်တော်တို့
ဖြစ်စီရင်ခြင်းထက်ခံစရာမလိုတော့ဘူးကောင်းပြီနော်အဲ့ဒီလိုကျွန်တော်တို့ကိုထည့်ပြီးစီရင်တဲ့အပြင်အခုကျွန်တော်တို့အသက်ရှင်တဲ့အခါဒါကိုပေါလုကနားလိုက်သွားတယ်မြင်သွားတဲ့အခါရှင်ပေါလုရဲ့ဘဝမှာယေရှုကိုစန့်ကျင်ခဲ့တဲ့လူပါလက်မခံတဲ့လူပါသူဟာခရစ်ယာန်မဟုတ်ပါဘူးခရစ်ယာန်တွေကိုလိုက်တောင်းမှညှင်းဆဲနေတဲ့လူအပြင်ကနေအတင်းပြောတာလောက်မဟုတ်ဘူးဝေဖန်တာလောက်မဟုတ်ဘူးလေးခွနဲ့ပြစ်တာလောက်မဟုတ်ဘူးလိုက်ကိုညှင်းဆဲနေတဲ့လူဖြစ်တယ်ဒါပေမဲ့ယေရှုဟာတကယ်အသက်ရှင်တဲ့ဘုရားသခင်ရဲ့သားတော်ဆိုတာသူမြင်သွားတဲ့အခါသူ့အသက်တာပြောင်းလဲသွားတယ်ယေရှုကိုမယုံဘူးဆိုတဲ့ငါကမရှိတော့ဘူးပြီးသွားပြီအခုကိုခန္ဓာမှာငါရှင်နေတဲ့အသက်ဟာတဲ့ဘုရားသခင်ရဲ့သားတော်ကိုယုံကြည်ခြင်းအဖြစ်အသက်ရှင်နေတာဟုတ်ပြီသားတော်ကိုယုံကြည်ခြင်းအဖြစ်သူများကိုချစ်နေတာသားတော်ကိုယုံကြည်ခြင်းအဖြစ်သူများရဲ့အပြစ်ကိုလွှတ်နေတာသားတော်ကိုယုံကြည်ခြင်းအဖြစ်ဆိုတဲ့အတိတ်ဘယ်ပါလဲဆိုရင်ငါသည်ကိုယ်တိုင်မရှင်ခရစ်တော်သည်ငါ၌ရှင်တော်မူ၏တဲ့နော်ဖခင်အဲ့ဒါပေးတာကျွန်တော်တို့မှာလိုနေတာအန်တီရင်းမြတ်မှာလိုနေတာကျမ်းမာရေးဆိုတာလူရှုထောင့်နဲ့ကြည်တာဒါပေမဲ့အန်တီရင်းမြတ်မှာလိုနေတာကကျမ်းမာရေးအဓိကမဟုတ်ဘူးအဓိကဘာလိုနေတာလဲယေရှုခရစ်တော်လိုနေတာအဲ့ဒီယေရှုခရစ်တော်ဟာအသက်ဖြစ်တယ်အဲ့ဒီယေရှုခရစ်တော်ဟာဖြောင့်မတ်ခြင်းဖြစ်တယ်အဲ့ဒီယေရှုခရစ်တော်ဟာတန်ရှင်းခြင်းဖြစ်တယ်အဲ့ဒါကိုဘုရားသခင်ကပေးတာပါနော်ဒါကြောင့်မလို့ဟာလားတန်ရှင်းသလားဖြောင့်မတ်သလားလို့မေးရင်ကိုပြန်ကြည့်ရင်ဘယ်တော့မှလည်းမတန်ရှင်းဘူးဘယ်တော့မှလည်းမဖြောင့်မတ်ဘူးဘယ်တော့မှလည်းကောင်းမှလည်းမဟုတ်ဘူးဒါပေမဲ့ရှင်ပေါလုကငါဟာဘုရားသခင်ရှေ့မှာဖြောင့်မတ်တယ်ငါဟာဘုရားသခင်ရှေ့မှာတန်ရှင်းတယ်ငါဟာဘုရားသခင်ရှေ့မှာပြည့်စုံတယ်လို့သူပြောနိုင်တာဘာကြောင့်လဲဘုရားသခင်ရဲ့သားတော်ကိုယုံကြည်ခြင်းအပြင်တည်တယ်ဒီကနေ့စစ်မှန်တဲ့ခရိယန်ဆိုတာကိုအားကိုးပြီးအသက်ရှင်နေတဲ့လူလုံးဝမဟုတ်ဘူးဖခင်ကဒီလိုလုပ်တယ်ဆိုတော့ငါကလည်းဒီလိုလုပ်ရမှာပေါ့ဖခင်ကဒီလိုပြောတယ်ဆိုတော့ငါကလည်းနားထောင်ရမှာပေါ့ဆိုတဲ့ဟာမဟုတ်ဘူးအဲ့ဒါဟာပညာတရားဖြစ်တယ်သို့တော်မဟုတ်ဘူးဖခင်သခင်သားတော်ကိုယုံကြည်ခြင်းအပြင်တည်တယ်ဒါလေးကိုဘာပဲဖြစ်ဖြစ်ကျွန်တော်အင်္ဂလိပ်လိုဖတ်ရအောင် I have been nailed to the cross so give himself to save me ဆိုတဲ့အတိတ်ပဲကနော်ဒီနေရာမှာကျွန်တော်အရန်ကြိုက်တဲ့စကားလုံးတွေ so I am not the one living now ငါမဟုတ်ဘူးတဲ့ခရစ်တော်ဖြစ်တယ်လို့ပြောပါတယ်ဒါကြောင့်သားတော်ကိုယုံကြည်ခြင်းသည်ကျွန်တော်တို့ရဲ့ဘဝကိုပြောင်းလဲစေတယ်ကျွန်တော်တို့ဘဝကိုအသစ်ဖြစ်စေတယ်ဘုရားသခင်သားတော်ကိုယုံကြည်ခြင်းအရေးကြီးပါတယ်လို့ပြောချင်ပါတယ်နော်ညီကုန်းချုပ်ပြောချင်တာတော့အဲ့ဒီယုံကြည်ခြင်းဘယ်လိုဖြစ်လာမလဲအဲ့ဒီယုံကြည်ခြင်းဘယ်လိုတိုးပွားပြည့်စုံလာမလဲကျွန်တော်ညီကုန်းချုပ်အဲ့ဒီကျမ်းပိုက်ကလေးကိုလိုက်ဆိုစေချင်ပါတယ်ယုံကြည်ခြင်းကိုအစဦးစီရင်၍စုံလင်စေတော်မူသောယေရှုခရစ်ပါတယ်လေယုံကြည်ခြင်းကိုအစဦးစီရင်ပြီးနော် he is the beginner and finisher of our faith လို့ပြောပါတယ်နော်အဲ့တော့ကျွန်တော်တို့ယုံကြည်ခြင်းလို့ပြောတဲ့အခါမှာလဲငါတို့ယုံလားမယုံလားဆိုတာထက်အရေးကြီးတာကငါတို့ကိုယုံကြည်လာအောင်တော့ကျွန်တော်ယုံကြည်တဲ့ဘုရားသားတော်ဘာလို့လဲဒီမှာလို့ကိုတော်ကဖွင့်ပြသလို့by his revelation let everyone know who he is and that faith change whole of our life နော်ကျေးဇူးတော်ချီးမွမ်းတယ်ကျွန်တော်တို့ son of man လို့သခင်ယေရှုကသူ့ကိုယ်သူခေါ်ပါတယ်ဒါလေးနဲ့နေကုန်းချုပ်ပါမယ်လူသားဆိုတဲ့စကားလုံးကိုသုံးတယ်အတိတ်ပဲပါလဲလူသားဆိုတာဒီလောကနဲ့ဆိုင်တဲ့ဘဝကိုဖော်ပြခြင်းဖြစ်တယ်လူသားဆိုတာနာကျင်မှုခံခြင်းနဲ့ဆိုင်တဲ့အရာကိုဖော်ပြခြင်းဖြစ်တယ်
လူသားဆိုတာလူလောကမှာဖျားပုံးထင်ရှားစေခြင်းနဲ့ဆိုင်တဲ့စကလုံးကိုဖော်ပြခြင်းဖြစ်တယ်လို့လူသားလို့သတ်မှတ်ထားခြင်းသည်လူသားဖြစ်ပေမဲ့လောကီသားမဟုတ်ဘူးလောကီသားနဲ့မတူတဲ့လူသားဆိုတာကိုသခင်ယေရှုကဖော်ပြခဲ့တယ်လို့အဲ့ဒီသခင်ယေရှုကြီးကျွန်တော်တို့ထဲကနေဖော်ပြနေတဲ့အရှင်ဖြစ်တယ်ဒါကိုကျွန်တော်တို့သိသွားရင်မြင်သွားရင်မျက်မမြင်ကမြင်သွားတဲ့အခါဘာလုပ်တယ်လဲပြတ်ဝတ်ပြီးကိုးကွယ်ခြင်းဖြစ်တယ်အခုကျွန်တော်တို့လည်းကိုးကွယ်ကြဖို့ဖြစ်တယ်အားလုံးမတည့်ရပြီးတော့ကိုးကွယ်ဆိုတဲ့သခြင်းလေးနဲ့ကျွန်တော်